ကံတရားရဲ့စွမ်းအားထက်ပိုကြီးမားတဲ့အရာဆိုတာဒီလောကမှာမရှိပါဘူး။ပြည်သက်အပေါင်းမင်္ဂလာပါခင်ဗျာ။အခုတင်ဆက်ပေးမှာကတော့ကျွန်တော်အာဂျန်ရော့ရဲ့ကြီးလက်ဖြစ်ရမှန်ဒန်တာကြီးပုံမြင်လေးပဲဖြစ်ပါတယ်။အရင်တုန်းကနေဘက်တွေမှာဆိုရင်အလှအတန်းပဲဖြစ်ဖြစ်မင်္ဂလာဆောင်ရှင်ပြူပွဲဒါမှမဟုတ်ကထိန်ပွဲတွေရှိရင်တရွာလုံးဝိုင်းကူကြတာဒလိတစ်ခုလိုပါပဲ။အထူးသဖြင့်ဟင်းချက်ကောင်းတဲ့သူဆိုရင်ဘလောက်ပဲအလုပ်များများမိသားစုကိစ္စရှိအချိန်ပေးပြီးမိဖို့ချောင်းထဲမှာချက်ကြပြုတ်ကြနဲ့ဝိုင်းကူရတာပါပဲအဲ့ဒီတုန်းကနွန်တဘူရီပြည်နယ်ဆိုတာအခုလိုစီးကားတာမဟုတ်ဘဲတောအရန်ကြသေးတာလေဒူးရင်ချန်နေလေကွင်းနေနဲ့မြေမဆုံးအောင်ကျဲတာဘန်ကောက်ကနေနွန်တဘူရီကိုသွားတဲ့လမ်းဆိုတာလဲအခုခေတ်နယ်လမ်းလေးတွေလိုကတရာလမ်းကျင်းကျင်းလေးပဲရှိသေးတာဒါပေမဲ့နွန်တဘူရီသားတွေကတော့သူတို့နေသားလိုပဲပျော့ပျော့ကြီးခေါ်ကြတာပေါ့အဲ့ဒီတုန်းကဘန်ကောက်ကိုမြို့ထဲသွားတယ်လို့ပြောလေးရှိကြသလိုနွန်တဘူရီမြို့ပေါ်သွားရင်လဲမြို့ထဲဝင်နေလို့ပဲပြောကြတာပေါ့တခါကနွန်တဘူရီမြို့စုံကဖုန်ကြီးကျောင်းတစ်ခုမှာအလူပွဲတစ်ခုရှိတော့နီးစပ်ရာဆွေမျိုးသားချင်းတွေဝိုင်းကူကြတာပေါ့ပတ်စံရှိတဲ့သူကလည်းအသားငါးတွေဝယ်လှူကြသလိုပတ်စံမတက်နိုင်ပေမဲ့လက်ရကောင်းတဲ့သူတွေကတော့မီးဖို့ချောင်းထဲဝင်ပြီးချက်ပြုတ်ကျွေးမွေးကြတာပေါ့အဲ့ဒီထဲမှာဒေါ်မုတ်ဆိုတဲ့အမျိုးသမီးကြီးတစ်ယောက်ရှိတယ်။သူကလက်ရအရန်ကောင်းတော့မနက်အစောကြီး4 နာရီလောက်ကလေးကတပည့်တပန်းနေနဲ့မီးပူချောင်းထဲမှာအလှုပ်ရှုပ်နေတာပေါ့။မနက်လင်းလို့အလှရှင်တွေအတွက်ရောဖုန်းကြီးတွေအတွက်ရောစွန့်ပြင်ပြီးလို့လဲအားလုံးပြီးသွားရောရုတ်တရက်ဆိုသလိုအသက်40ကျော်ဒေါ်မှုတစ်ယောက်ထူးထူးဆန်းဆန်းလဲကျသွားပြီးတော့အငမ်းမရတွေဖြစ်လာတော့တာပဲ။သူကပြန်ထလာပြီးဟင်းတွေကိုငတ်မွတ်နေတဲ့အတိုင်းလက်နဲ့နှိုက်ပြီးအတင်းစားတော့တာပဲလီတယောက်စားနိုင်တာထက်ကိုအစမတန်စားနေတာခုနကဖုန်းကြီးကပ်ဖို့ပြင်ထားတဲ့မာစမန်ကျက်သားဟင်းအိုးကြီးတဲကဟင်းတွေကိုသူတယောက်တည်းကုံတလောက်ဖြစ်အောင်ဇပွဲတင်မကပဇွန်ကြော်တွေဘဲကင်တွေကိုလည်းတကောင်လုံးကုံအောင်အငမ်းမရစပစ်တာလူတွေအားလုံးကြည့်ပြီးအံ့ဩမင်တက်နေကြတဲ့အချိန်မှာကျောင်းကတင်းကျိန်းဆောင်ဦးမင်းကဒါဝိညာဉ်ပူးနေပြီဆိုတာချက်ချင်းသိလိုက်တယ်သူကဟေးမင်းကဘာတူလဲဒါကို့တို့လုံနေတဲ့နေရာဆိုတာမသိဘူးလားဘဲကငက်ပြက်လာလို့ဒီလောက်တောင်အတင်းစားနေရတာလေကောင်းကောင်းပြောတုံးထွက်သွားမဟုတ်ရင်ဖုန်ကြီးပင့်ပြီးနှင်ခိုင်းရလိမ့်မယ်လို့အော်မေးလိုက်တယ်အဲ့ဒီကမှဒေါ်မုတ်ကခေါင်းမော့ကြည့်လိုက်တဲ့အချိန်ဦးမင်းတောင်လန့်သွားတယ်ဒေါ်မုတ်ရဲ့မျက်လုံးထဲမှာတငယ်အိမ်မရှိတော့ပဲမျက်ဖြူပဲလန့်နေတာပြီးတော့သူကထရက်ပြီးခက်ပြက်ပြက်အတန်နဲ့ငါအိုင်ချမ်းလေမင်းငါ့ကိုမမတ်မြူးလားဦးမင်းလို့ပြန်အော်တာအတန်ကလည်းဒေါ်မုတ်အတန်မဟုတ်ပဲယောက်ျားတန်ကြီးဖြစ်နေတာအိုင်ချမ်းလားမင်းကတိန်နာတီခဲ့တာလေဘာလို့ဒေါ်မုတ်ကိုလာပူးနေတာလဲလို့ဦးမင်းကမေးတော့ငါမှရန်ညိုးရန်စားတော့မရှိပါဘူးလမ်းထိပ်မှာအလှအတွက်စပွဲကလထိုင်နေတင်လာတဲ့ကားကိုတွေးတာနဲ့လိုက်လာတာအနှံ့ကလည်းမှုေးနေတာနဲ့ဖိုက်စာလို့ဒေါ်မုတ်ကိုထဲဝင်ပြီးခဏဝင်စားတာပါလို့ပြန်ပြောတယ်အေးအခုလဲဝအောင်စားပြီးဆိုရင်ထွက်သွားတော့ဒေါ်မုတ်ခမရ2 ရက်ရှိပြီးအလှအတွက်အိပ်ရေးပြက်ခံချက်ပြုတ်နေရတာမင်းတလောက်ကြာပူနေသူအသက်အန္တရာယ်ရှိလိမ့်မယ်လို့ဦးမင်းကပြောလိုက်ပါတော့တယ်ဝလေး34ထို့နောက်လက်မွတ်တီထရက်ကအလောင်းတင်သမားကိုရင်ဆိုင်ရန်စိန်ခေါ်လိုက်သည်သူမတိသောလက်မွတ်နှင့်မတူပဲသူမ၏အတန်သည်အကွဲပြီးကြမ်းတမ်းစွာပြန်ပြောလိုက်သည်ကျမပါချမ်းအလောင်းတင်သမားမင်းငါ့ကိုမမိဘူးလားချမ်းမင်းကြောက်စရာကောင်းလောက်အောင်တေဆုံးပြီးလက်မွတ်ကိုဝင်ပူးနေတာလားငါ့ကိုဒီလောက်မကြည်မနှက်ဖြစ်အောင်ဘာလုပ်လိုက်တာလဲမကြည်မနှက်ဖြစ်စရာမဟုတ်ဘူးလမ်းကြားအဆုံးမှာရှိတဲ့ဖျားเจ้าစီကိုစပွဲနဲ့ထိုင်ကုန်တွေတင်လာတဲ့ထရက်ကားတစ်စီးလာနေတာကိုငါမြင်လိုက်တယ်ဒါကြောင့်ငါကားငားလိုက်တယ်လက်မွတ်ချက်ပြုတ်နေတာကိုငါမြင်လိုက်တယ်အနံ့ကအယမ်းမွေးနေတာကြောင့်စားစရာတစ်ခုခုရဖို့သူမရဲ့အလောင်းကိုဝင်ပူးလိုက်တယ်အခုမင်းပိုက်ပြေးသွားပြီဆိုတော့သူမရဲ့အလောင်းကိုထားခဲ့လိုက်မင်းကဘာလို့သူမကိုဝင်ပူးနေသေးတာလဲလမုတ်ကရဟန်းတွေနဲ့အိတ်သေးတွေအတွက်နှစ်ညဆက်တိုက်ကောင်းကောင်းအိပ်ပျော်နေပြီးချက်ပြုတ်ပြီးနေတယ်မင်းဒီလိုဝင်ပူးနေမယ်ဆိုရင်မင်းမိလေပြီးတိတ်သွားလိမ့်မယ်မင်းသိတယ်မလား9:30စာဗနာအခမ်းအနားမူကသူမနဲ့မြင်းမြပင်ကြိုးချောင်းဆင်ကျင်ရန်စ조사ပါစီချမ်းဤဝိညာဉ်သည်တတိမထားမိပဲချက်ပြုတ်အိုးများနဲ့အခြားပစ္စည်းများကိုသူ့အလိုရှိသလိုဆက်လက်စစ်ဆေးနေသည်ဘာသာရေးအခမ်းအနားတွင်ဧည့်သည်များကအချင်းချင်းပြောဆိုကြသည်
လမှုတွင်အညိုးတီးထားသောဝိညာဉ်တစ်ခုဆွဲကပ်နေကြောင်းတည်များပြန့်နှံ့သွားသည်လူများသည်မိဖို့ကြောင့်တေးတဝိုက်တွင်စုပွေးကြည့်ရှုကြပြီးအတိကအားဖြင့်သူအသက်ရှင်စဉ်ကလေးကချမ်းဤဂုံတည်င်းကိုသိရှိခဲ့ကြသည်အပေကြောင့်ဆိုတော့သူသည်မိများဆိုးသွမ်းပြီးဆက်ဆုပ်ယွန်းရှာပွဲကောင်းသည်ကိုသိရှိကြသောကြောင့်ဖြစ်သည်ချန်တီမူလကအခြားပြည်နယ်မှာဖြစ်ပြီးနွန်တာပူဒီမှအမျိုးသမီးတအုပ်နှင့်လက်ထပ်ခဲ့သည်ဖန်ကောင်မျိုးစင်ကြီးပုံရှိတက်ရင်တစ်ခုတွင်စစ်တပ်မှတာဝန်ထမ်းဆောင်နေစဉ်တာဝန်မယူရသေးသောအရာရှိတအုပ်ဖြစ်သည့်ချန်သည်ကင်းဤအကူအတွက်ရဟန်းကံပွဲတွင်အမိုက်အရက်များကိုကင်းဤဆွေမျိုးဖြစ်သောတငယ်ချင်းတအုပ်နောက်သို့လိုက်သွားခဲ့သည်ချန်သည်ညံကောင်းပြီးစိတ်လိုက်မှန်ပါလှုပ်တတ်သောကြောင့်ကင်းသည်အရိတ်ကိတ်သို့နေရာတိုင်းမှလိုက်ခဲ့သည်အခွင့်ကြီးပေါ်လာသောအခါအခြားသူများမမြင်အောင်သူသည်ကင်းကိုဖတ်နှံရန်၎င်းကိုစုပ်ကိုင်ပြီးသူမသည်စန္ဒအလျောက်လက်လျှော့ပြီးသူ့အပေါ်ခံစားချက်ကိုဖြစ်ပေါ်လာခဲ့သည်သူတို့ဘယ်တော့ကတိတ်တိတ်လေးဆက်ဆံရေးရှိခဲ့လေဆိုတာဘယ်သူမှမသိပေမဲ့နောက်ပိုင်းမှာတော့ကင်းဟာမနက်ခင်ဖျားနာခြင်းပြုတ်အန်ခြင်းတွေကိုခံစားနေရတယ်ဆိုတာသိလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲကင်းရဲ့အကူကြီးကရဟန်းဘဝကနေထွက်ခွာပြီးလူဝစ်ကြောင်တယောက်ဖြစ်သွားခဲ့တယ်။အကူကြီးကခြံရဲ့တငယ်ချင်းနဲ့တိကျွမ်းခဲ့ပြီးသူကရဟန်းကံပွဲမှာသူ့ကိုအရက်တောက်ဖို့ခေါ်လာခဲ့တာပါ။ခြံကအဲ့ဒီတငယ်ချင်းကိုလေးစားတဲ့အနေနဲ့စီစဉ်ပြီးခဲ့တာ။အကြီးအဲတွေကသူ့မကိုလက်ထပ်ခွင့်တောင်းဖို့လာခဲ့ပြီးမြဲနန်းခန့်ရဲ့ဝမ်းပိုက်ထေကကလေးကတယောက်ယောက်ကလက်ခံလိုက်တာဖြစ်တဲ့အတွက်လူတက်မှုအထိမဖြစ်ပေါ်ခဲ့ဘူး။နန်းခန့်ရဲ့မိသားစုဟာချမ်းသာကြွယ်ဝပြီးဒူးရင်းကြံတွေအများကြီးပိုင်ဆိုင်ကြတယ်။သူတို့ရဲ့သမီးအတွက်ခင်ပိုးနဲ့အတူအစဉ်ပြေးနေထိုင်ဖို့အိမ်တလုံးဆောက်လုပ်ပြီးခဲ့တယ်။သူတို့ရဲ့အိမ်ကဖျားเจ้าကိုတွားတဲ့လမ်းကြားထဲမှာရှိပြီးအိမ်ကလမ်းကြားရဲ့အလေးမှာရှိပြီးဖျားเจ้าကအဆုံးမှာရှိတယ်။နန်းခန့်နဲ့သူမရဲ့မိသားစုဟာအလွန်လှူဒါန်းလူချင်းပြင်းပြကြတယ်။ဖုံးတာဘာသာဝင်တွေရဲ့အခါကြီးရဲ့ပြားတွေမှာဖျားเจ้าကိုတွားပြီးကုသိုလ်ပြုကြပြီးစီယာတော်ရဲ့တရားတော်သမားတွေကိုနားထောင်ကြတယ်။ခြံကသူတို့နောက်ကိုအမြဲတိုက်လိုက်တယ်။ရွာသားတွေခမ်းမထဲမှာတရားဟောနေတော့ခြံကလမ်းကြားကိုတွားပြီးချက်ပြုတ်ထားတဲ့အစာဖြန်းတွေကိုကြည့်ဖို့မိဖို့ကြောင့်ဒီကိုခိုးဝင်သွားတယ်။သူကအရသာရှိတဲ့အစာတွေကိုခူးစားပြီးနောက်ဆုံးတစ်ဆက်ချင်းစီကိုစားသွားတယ်။မိဖို့ကြောင့်ကိုထိန်နေတိလာရှင်အဖြူရောင်ဝတ်ထားတဲ့အမျိုးသမီးကအစာတွေကိုမြင်ပြီးမြဲကျမရဲ့ရောက်ခမကိုလေးစားတဲ့အတွက်မငင်းယူဝေးဘူး။သူကကောင်းပြီးကိုကျင့်ကောင်းနေယူဖို့ပါ။ဒါပေမဲ့လပြည့်နေမှာဖုန်ကြီးတွေစားသုံးဖို့ပြင်ဆင်ထားတဲ့အစာတွေကိုတတိရတဲ့အခါသူကဖုန်ကြီးတွေနဲ့လူတွေကအတူတူပါပဲဖုန်ကြီးတို့မဖြစ်ခင်ကတာမန်ရွာသားတွေပါအစာကောင်းတွေရှိရင်ရွာသားတွေနဲ့တန်းပြိုင်ရမယ်လူဟန်းပြန်တယ်ဒီဖြစ်ရကတခါတည်းဖြစ်တာမဟုတ်ဘူးပုံမှန်ဖြစ်လိရှိပါတယ်ခြံကသူ့ရဲ့မိသားစုနဲ့အတူဖုန်ကြီးကြောင့်ကိုကုတူပြုတ်တဲ့အခါတိုင်းမိဖို့ကြောင့်လေးကိုခိုးဝင်ပြီးဟိုဟာဒီဟာယူပြီးစားလိရှိတယ်သူတို့ဘလောက်ပဲတတိပေးပါစီသူနားမထောင်ပါဘူးနောက်ဆုံးတွင်ဖုန်ကြီးအကြတော်တယောက်လေးဖြစ်သူမိခင်ကလက်လျှော့ပြီးသည်သူကဖြစ်ချင်တဲ့အရာကိုလှုပ်ပါစီတော့လူပြောလိုက်တယ်ရဟန်းများရှိမှအစာလူတာချင်းအဖြစ်ခြံကတတန်းရှိပုံကြီးတစ်ပါးတော့ဒုက္ခပြီးခဲ့သည်လမ်းလျှောက်တရားတိနာပြီးပဲပါဝင်သည်သူမယားရဲ့မိသားစုကတင်နောက်ခါကောင်းရန်အတွက်ရှစ်ပါးတိလာကိုလိုက်နာသည်စိတ်နဲ့နှလုံးသားကိုတန်ရှင်းရင်အနောင်တစ်ခုကဝေးခွာဖို့ပါဖုန်ကြီးကနေကျင့်အောင်ပိုင်းချမ်းသာလမ်းလျှောက်တရားတိနာဖို့ဆုံးနာသည်ရဟန်းအိုက်ချမ်းကဖုန်ကြီးဝေမှာပျော်ရွှင်သည့်အတွက်လမ်းလျှောက်တရားတိနာဖို့ဆုံးနာခြင်းကိုကောင်းမိသည်ယူဆသည်လမ်းကျုံမှတူတူတွေ့တိုင်းသူကနောက်ပြောင်နေသည်ဖုန်ကြီးမှာပတ်စံအကျွေးတွေရှိသေးလားနောက်ထပ်ပနခါချအောင်မလီလေလိုမိသည်ဖုန်ကြီးကတက်လာပြီးဖုန်ကြီးဝစ်ချင်းနဲ့တရားတိနာဖြင့်အားမိခဲ့ပြီးမြဲဘဝမကုန်ခင်ကောင်းမှုပြုဟန်ပြားတန်ရန်ကြိုးစားခဲ့သည်အိုက်ချမ်းကဒေါသတွေထွက်လာပြီးအခါဒေါသထွက်လာခဲ့ပြီးအိုက်ချမ်းနဲ့ရံဖြစ်ပြီးမျက်နှာတို့လေးနေသွားသည်ဖုန်ကြီးเจ้าမှာရှစ်ပါးတိလာခံယူမိသူကဖုန်ကြီးနဲ့ရံဖြစ်မှုကိုရက်ခန့်မှုဝင်ရောက်လာပြီးအိုက်ချမ်းတယောက်ကတခုတူနဲ့တခုကမ်းပြောခဲ့တဲ့ပုံပြင်တွေတောင်ရှိခဲ့သည်အိုက်ချမ်းကဖုန်ကြီးเจ้าမှာ3ရက်နဲ့3ညပြောပြီးမှမကုဆုံးသေးတဲ့ဇလန်းလေးအများကြီးရှိသေးပါသည်ဒါကြောင့်ဖခင်ဖြစ်သူကရောက်ခမဖြစ်သူရဲ့တမိသည်နန်းခမ်းကိုတရားဟောဖို့မိမကိုဖုန်ကြီးเจ้าကိုခင်ဖို့မခေါ်ဖို့ညွှန်ကြားခဲ့ပါသည်ဖုန်ကြီးเจ้าပြင်ပါကကိစ္စတွေနဲ့ပတ်သက်ပြီးချမ်းရင်ကစိတ်မြန်ဆန်လုပ်တတ်သူတို့ပြောကြတယ်လှပတဲ့အမျိုးသမီးများကိုညှင်းပယ်ပြီးထားမရပါဘူးငွေလာကနေနေတွေကဖုန်ကြီးเจ้าကကိစ္စတွေကိုဖုန်ကြီးเจ้าကပိုင်နာ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 တွေကို17နာရီ9မိနစ်လဲသမားနှင့်မွေဟောက်ပုံပြင်၎င်းသည်မိသည့်အချိန်တွင်မဆိုတိုက်ခိုက်နိုင်ပြီးတင်သဘောပေါက်သွားသောအခါနောက်ကျသွားပါပြီအကြောင်းမှာအချို့ဇနီးများသည်ပါနတ်သောသဘောတဘာဝရှိသောကြောင့်ဖြစ်သည်စကားပုံအတိုင်း
မိုးရွာသောအခါဝက်များသည်လူးလိမ့်ကြသည်ဟိုအခွင့်ရေးရသောအခါမကောင်းဆိုးဝါးများတွေ့ဆုံသောအခါတစ္ဆာမဲမှုအလွယ်တကူဖြစ်ပေါ်လိရှိသည်သူသည်သူ့တငယ်ချင်းများ၏အိမ်တောင်ရေးကိုမကြာခဏဝင်ရောက်ဆွတ်ဖက်သောအခါဟီဝက်ချက်များကိုစူးစမ်းတတ်သောလူများကရှာဖွေတွေ့ရှိပြီးသူ့တငယ်ချင်းများကိုတိုးတိုးလေးတတိပေးကြသည်သို့သောခင်မုန်းကသူ့ဇနီးလိန်လေနေသည်ကိုလက်ပူးလက်ချက်မတွေ့ပါကသူ့ကိုအပြစ်မှလွှတ်ပေးမိဖြစ်သည်သို့သောသူသည်သူ့တငယ်ချင်းများ၏ဘက်တွင်စူးတစ်ချောင်းအဖြစ်ဆက်လက်တည်ရှိနေသောကြောင့်၎င်းတို့သည်ဝေးကွာသွားကြသည်ထို့နောက်ချန်က17:56မိနစ်သူသည်အမျိုးသမီးစပွဲတို့များနှင့်အတူဖျော်ဖြေရေးနေရာများသို့မကြာခဏသွားရောက်လေ့ရှိပြီးမြေအောက်ကဘာတွင်အစင်မြင့်အရာရှိတဦးဖြစ်ကြောင်းကြွားဝါသည်သူသည်အရက်သို့မဟုတ်အစားအစာအတွက်ငွေမပေးပေအမျိုးသမီးဝန်ဆောင်မှုများကိုအခမဲ့အသုံးပြုရန်တောင်းဆို၏ပြည်တံစာအိမ်တွင်လေးပတ်နေသောခိုင်းစတာများကငင်းခုန်ရေးပါကသူကင်ဆောင်ထားသောပစ္စတိုကိုပြသရန်သူ့ရှက်အင်ကြီးကိုမြောက်ပြလိမ့်မည်သူ့ဘောင်းဘီခါပတ်မှာပြည်တံစာအိမ်ပိုင်ရှင်ကအဲ့ဒီတုန်းကပြည်တံစာခေါင်းဒါမှမဟုတ်မဒမ်လို့ခေါ်ကြပြီအာနာပိုင်တွေနဲ့ပြဿနာတက်မှာကိုမလိုလားတဲ့အတွက်သူကြိုက်တဲ့လောက်ကြွားလုံးထုတ်ခဲ့ပါတယ်သူ့ရဲ့မကောင်းမှုတွေကအဲ့ဒီမှာတွေမပြီးဆုံးသေးပါဘူးဇနီးဖြစ်သူနန်ကန်နဲ့အတူနေထိုင်ပြီးကျောင်းနေအရွယ်ကလေးနှစ်ယောက်မွေးပြီးနောက်သူဟာစံပြဖခင်တယောက်အနေနဲ့သူ့ရဲ့တာဝန်ကိုဘယ်တော့မှမဖြည့်ဆည်းနိုင်ခဲ့ပါဘူးသူတို့ရဲ့ပညာရေးအတွက်တပြားတစ်ချက်မှမသုံးခဲ့ပါဘူးအရက်အလွန်အကျွံတောက်သူတယောက်ရဲ့ပုံမှန်အတိုင်းပါတီပွဲထွက်ဖို့သူ့ဇနီးစီကပတ်စံညှိယူခဲ့ပါတယ်သူ့ဇနီးကသူ့နဲ့ငင်းခုန်ဖို့ရန်ဖြစ်ရေးရင်ခြံကရက်စက်တဲ့နီလန်းတွေကိုအသုံးပြုပြီးသူမကိုကန်ကြောက်ပြီးအခန်းနောက်ဖောက်ကိုပြေးဝင်သွားလိမ့်မယ်နန်ကန်သူမရဲ့ပတ်စံတွေကိုဘယ်နေရာမှာမဆိုဝတ်ထားရင်သူကရှာဖွေပြီးအရက်အတွက်အကုန်သုံးလိမ့်မယ်နန်ကန်ရဲ့အကူ3ယောက်ကသူတို့ရဲ့ညီမနဲ့တူမတွေအတွက်ဒေါသထွက်ခဲ့ကြပြီးခြံကိုဒူးရင်ခြံတွေကတာယာနဲ့အကြိမ်ပေါင်းများစွာပြစ်ပေါက်လို့နီးပါးဖြစ်ခဲ့ပြီမေနန်ကန်ကသူ့ရဲ့အစီအစဉ်ကိုတည်ငြိမ်ပြီးဝင်ရောက်ဆွတ်ဖက်ခဲ့ပြီးခြံရဲ့အသက်ကိုကေတင်ခဲ့ပါတယ်တကယ်တော့သူ့ရဲ့စိုးသွမ်းမှုတွေကမရေမတွက်နိုင်အောင်များပါတယ်ပြီးခဲ့တဲ့ဥပမာတွေကလုံလောက်ပါပြီအဲ့ဒီချောင်းသူ့ကိုလှိဝက်စမ်းကြည့်တဲ့ရန်သူတယောက်ကလိုက်လံရှာဖွေနေခဲ့တာပါတညမှာခြံပတ်ကရိတ်မှာရှိတဲ့ညနေပိုင်းထမင်းပေါင်းဆိုင်တစ်ဆိုင်မှာထိုင်ပြီးအရက်တောက်နေပါတယ်တယောက်ကသူ့ဆိုင်ကထွက်သွားပြီးညက်လုံးတွေကိုပဲဖုံးအုပ်ထားတဲ့အနက်ရောင်အပေါ်အစားတွေနဲ့မျက်နှာတွေကိုပဲဖုံးအုပ်ထားတဲ့လူတွေကသူ့ကိုပြန်ပေးဆွဲသွားတာကိုမြင်လိုက်ရပါတယ်သူတို့ကသူ့ကိုဘန်ကားပေါ်ဆွဲတင်ပြီးမှောင်မိုက်ဒီကိုပျောက်ွယ်သွားကြပါတယ်ခဏလေးပဲမြင်လိုက်ရတဲ့လူတွေကဒီလှိဝက်စမ်းကြည့်တဲ့လူအုပ်စုကဘသူတွေလဲဘေးကလာလေးဆိုတာကိုမသိကြပါဘူးသူတို့မသိလို့လိုင်စင်နံပါတ်ကိုမမှတ်မိကြပါဘူးသူတို့သိတာက2ရက်အကြာမှာခြံရဲ့အလောင်းကိုပတ်ကရိတ်ဒီတောက်ကခြုံပုတ်ဒီတွေမှာရက်စက်တီတည်ဆုံးနေတာကိုတွေ့ရပါတယ်အဲ့ဒီနှစ်မှာပတ်ကရိတ်ခရိုင်မှာညူးတွင်အိမ်များသာရှိတဲ့ကြီးလေဒီတာအဖြစ်သတ်မှတ်ခံထားရစေပါသူရဲ့ရက်စက်တီကြီးကြမ်းခြင်းတည်ဆုံးမှုရဲ့အကြောင်းရင်းကတော့ဟိဝတ်စမ်းကြည့်တဲ့လူတက်လူကသူ့ရဲ့လက်မောင်းနဲ့ခြေတောက်တွေကိုရိုက်ထပ်ဖို့မာကျိုးတဲ့အရာဝတ္ထုတစ်ခုကိုအသုံးပြုပြီးခြုံထစ်တဲ့အရာဝတ္ထုတစ်ခုနဲ့အချင်းချင်းထိုးနှက်မိလူတန်းရာတွေမရီမတွက်နိုင်အောင်ကြံရစ်ခဲ့တာပါထို့နောက်လူသက်သမားများကသူ့ရဲ့လေပင်ကိုဓာဖြင့်လှိလိုက်ပါဖြင့်သူ့ရဲ့အလောင်းသည်ကြောင်မဖွယ်အချီအမီထွင်ကြံရစ်ခဲ့သည်ခြံသည့်စစ်သားများအရက်သားများနဲ့အကတိမိတရားမှုလှုပ်ဆောင်မှုများတွေပဝင်ပတ်သက်ခြင်းကြောင့်ဒေသခံရေးများကဘသူမှကိုမဖမ်းနိုင်ခဲ့ပါစုံစမ်းစစ်ဆေးပြီးနောက်သူ့ကဲ့သို့သောအရှင်သည်တေထိုက်သည်ဟုဆုံးဖြတ်ခဲ့သည်သူအသက်ရှင်နေပါကကဘာအတွက်ဝင်းတုံတစ်ခုတင်ဖြစ်လိမ့်မယ်ထို့ကြောင့်ရေးများကသူတို့၏ဆွေမျိုးများအားလူသက်သမားများကိုအမြန်ဆုံးရှာဖွေဖမ်းဆီးမိဟုပြောကရပ်တန့်ထားခဲ့သည်ဤဆက်လန်းသည်လွန်ခဲ့သော9နှစ်ပိုများကဖြစ်ခဲ့ပြီသူအသက်ရှင်နေပါကလေးလံကြနေကြဝင်းစာမြတ်ဖို့မီးတခုဖြစ်ရှိနေအောင်မီဟုဘသူမှမတွေးထင်နိုင်ခဲ့ပြီယခုအခါတိုင်ဟုံဤဝင်းမီဖြစ်သောအိုက်ချန်သည်လာမို့အနံကြီးရှိအသက်40အရွယ်အမျိုးသမီးတယောက်၏အလောင်းကိုစိုးမိုးထားသည်ဝင်းကြီးများအကြောင်းဘလူးတစ်ခုရှိသောပုဂ္ဂိုလ်ပြကသူအသက်ရှင်စဉ်က
ဘဒူးမှအတုံမပူခွဲတော့သဘောတဘာဝရှိခဲ့ပါစေထိုမကောင်းဆိုးဝါးသောသဘောတဘာဝသည်သူအကြံဖတ်သိဆုံးပြီးနောက်ပျောက်စေခြင်းမရှိပဲဒီပုံကိုပို့ပြီးအကြံဖတ်လာပါလေရေးတွေတောင်သူ့ကိုဘာမှလုံးနိုင်ဘူးဆရာတို့ကိုခုံပေးလိုက်ချင်းချောက်ကြီးဝင်းကြီးဖြစ်တော့အိုက်ချန်ကလုံးဝမကြောက်ဘူးသူဟာဒီကြောင်းဝင်းကိုအရင်ကဝင်ထွက်လုံနေခဲ့ပြီဆရာတို့ဟာဗုဒ္ဓဤတိပိတကတော့တရားဓမ္မဝင်းလေးတော်ကိုလှိလာရတွင်ကျွမ်းကျင်တဲ့ယဟန်တစ်ပါးဖြစ်တယ်ဆိုတာကိုကောင်းကောင်းသိသည်သူဟာတန်းခုကြည့်တော့မော်ကျင်တဲ့ယဟန်တစ်ပါးမဟုတ်ဘူးတက်ချိုးပြုတ်ခြင်းထက်စိတ်တီတောင်သူ့ကိုမပြောက်နိုင်ဘူးတခြားသူတို့ဟာမချိုးဝရုံမိဖြစ်ခြင်းကြောင့်စိတ်ယုံနေကြသည်ဒါကြောင့်ကြောင်းဝင်းရဲ့ဖြိုပါဟာညှို့လိထားသလောက်ချောင်းမိစွာမဖြီးပါအိမ်ရှင်ဒီနေအိတ်သိတွေဟာပူကနေတဲ့ အမျိုးသမီးလာမိုးကိုအာယုံစိုက်နေကြသည်လာမိုးဟာမီးပူချမ်းထေကထွက်ပြီးနှိပေါင်းများစွာငပ်ပို့နေပြီလာမိုး၏အလောင်းကိုခဏလောက်ဗိုက်ဖီအောင်စားပြီးထွက်သွားလိမ့်မယ်လို့ကြေလန်းစွာကြီးညာနေသည်သူမကိုမောင်းထုတ်ဖို့မောချင်းတွေဒါမှမဟုတ်မောချင်းတွေကိုရှာဖွေရင်းဘသူမှမကအစည်းဝေးခန့်၏အမောပေါ်ကိုတက်ပြီးခုတ်ချလာမိုး၏လေပင်ကိုချိုးဖျက်ခြင်းဖြင့်တိုက်ခိုက်ခံရလိမ့်မည်အသက်ရှင်စဉ်ကဥပဒေနဲ့အချုံချဖိမကောင်းမှုတွေကိုကျွလွန်ခဲ့ရလို့တတိတ်ကနောက်ပြီးနေတာလို့ဘသူမှမထင်ကြရဘူးအခုတော့တရေတယောက်အနေနဲ့သူကြောက်เสียကောင်းပါပခါဒီတရေခြံရဲ့အပြတာကကြောင်ဖတ်တော့အရှုပ်အထွေဖြစ်တော့မကောက်ရဟန်းတန်ကနေထင်ထီအောင်တိလာသည်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့နေလေစာအစားတွေကိုခေးတွေကစားတုံးဖြတ်စီးတရားဖြစ်လို့ကျောင်းကကလေးတွေကရဟန်းတွေကိုအစားတွေပူစော်ဖို့တွန်းနေပြီဘာကြောင့်လဲဆိုတော့အဲ့ဒါကဝင်းတွေရဲ့အကျုံးအကန့်တွေဖြစ်နေလို့ကျွမ်းကျင်တဲ့စားဖို့တီတောင်သူမရဲ့အလောင်းကိုအလွယ်တကူမစွန့်ကြည့်ကြွားကန်နိုင်တဲ့ဝင်းတစ်ခုဝင်ပူးနေတယ်ဆရာတော်နေဖြစ်သည်ကြီးတဲ့ဝင်းသူ့နဲ့သဘောတိုင်ကျင်သွားခဲ့သည်အိတ်တယောက်ကစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြံဉာဏ်တစ်ခုပေးခဲ့သည်အခြေကိုလို့တော့တဲ့အခါ သူမဟာလူအုပ်ရှိမှဝေဒနာခံစားနေရပြီးလူးလိမ့်နေခဲ့ပါတယ်။ဝိညာဉ်ရေးရာမျက်စိရှိသူတွေဟာဝိညာဉ်လောကကိုမြင်နိုင်ပြီးအရွယ်ရောက်ပြီးသူတယောက်ရဲ့လက်သီးဆုပ်လောက်ရှိတဲ့အနီရောင်လိမ္မော်ရောင်အလင်းရောင်တစ်ခုသူမရဲ့ခန္ဓာကိုယ်ကနေမြင်အိုးထဲကိုလွင့်စင်သွားတာကိုမြင်တွေ့ရပါလိမ့်မယ်။အိုးရဲ့ပါးစပ်ကိုအကာအကွယ်ပေးတဲ့အဆောင်လက်ဖွဲ့နဲ့တင်းကျပ်စွာပိတ်လိုက်ပြီးတာနဲ့သူမဟာတီမင်းသခင်ကသူမကိုမရဏနိုင်ငံကိုခေါ်ဆောင်သွားတဲ့အထိအဲ့ဒီမှာပိတ်မိနေမှာပါ။အလောင်းတင်သူကသူမကိုတင်းချိုင်းကိုလမ်းညွှန်ပေးပြီးနောက်သခင်ကမြေအိုးကိုမော်ဆန်တဲ့နေရာမှာထားခဲ့ပြီးမကောင်းဆိုးဝါးဝိညာဉ်ကိုပုံမဖိနေခဲ့ပါတယ်။နာယီပေါင်းများစွာပူကတ်ခံထားရတဲ့လက်မော့ဟာမငြိမ်မသက်ရင်းနှွေနေပြီးဘာရီဖြစ်ပျက်ခဲ့လဲဆိုတာမသိပဲထိုင်နေနိုင်ခဲ့ပါတယ်။ဖျားเจ้าပွဲတော်မှာလူတွေကသူမကိုစောင့်ကြည့်ဖို့စုဝေးခဲ့ကြပါတယ်။သူမပြီးဆုံးအောင်ရှင်းပြဖို့အချိန်အတော်ကြာခဲ့ရပါတယ်။2530တချို့လူတွေကသူမတတိလွတ်သွားတဲ့အချိန်တိုင်ဟောင်ဝိညာဉ်ကသူမကိုပူကတ်နေလို့ဖြစ်ပြီးထူးဆန်းပြီးရှုပ်ထွေးတဲ့အဖြစ်ပြက်အမျိုးမျိုးကိုဖြစ်ပေါ်စေခဲ့တယ်လို့သိကြပါတယ်။အဲ့ဒီညမှာဖျားเจ้าပွဲတော်ဟာချုံးမွေစွာဆက်လက်ကျင်းပခဲ့ပြီးတရေတွေဝိညာဉ်တွေနောက်ထပ်ပြဿနာမဖြစ်စေတော့ပဲချန်ဟာတီမင်းသခင်ကငရေကိုဆွဲခေါ်သွားခဲ့တယ်လို့ညွှန်ပြနေပါတယ်။အခုအတွက်တော့ဒါပါပဲ။ကံတရားကတခေရှိတယ်ဆိုတာပြသနေပါတယ်။မကောင်းဆိုးဝါးဝိညာဉ်ဟာ9နှစ်ကြာပျောက်ကွယ်သွားပြီးငရေမှာပြစ်ဒဏ်ကနေလွတ်မြောက်ခဲ့ပြီးမိသူ့ရဲ့အပြစ်ဒီရဲ့အကျိုးဆက်တွေကသူ့ကိုလိုက်မိလာမိရောက်လာခဲ့ပါတယ်။တိုင်ဟောင်ရဲ့ဝိညာဉ်ဟာတန်ကိုးရှိတယ်လို့ခံစားရပြီးဘာသာရေးအခမ်းအနားတစ်ခုမှာကားတစ်စီးကိုစုပ်ကင်ထားပြီးလက်မှုဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့အလောင်းကိုဝင်ပူးခဲ့ပါတယ်။ဘသူမှသူ့ကိုနှိမ်နိုင်နိုင်ပြီလို့မထင်ထားတဲ့အတွက်ကြီးမားတဲ့တန်ကိုးကိုပြသခဲ့ပါတယ်။အခမ်းအနားမှာကိုးကွယ်သူတွေအထူးသဖြင့်အကြီးအကဲတွေဟာလူသားတစ်ယောက်ဖြစ်တုန်းကသူ့ရဲ့စိုးရုံမှုကိုသိခဲ့ကြပါတယ်။အကျန်းဖတ်တီးဆုံးပြီးနောက်မှတောင်သူ့ရဲ့စိုးရုံမှုတွေကိုပြသဖို့ရက်တန့်ဖို့ညှင်းဆိုခဲ့ကြပါတယ်။သူတို့အားလုံးကသူ့ရဲ့စိုးရုံမှုအတွက်တင့်တော်တဲ့အဆုံးသတ်အတွက်ကောင်းချီးပေးပြီးဂုဏ်ပြုခဲ့ကြပါတယ်။မှန်တာနဲ့မှားတာကိုမသိတဲ့တိုင်ဟောင်ရဲ့ဝိညာဉ်ရဲ့ဇလန်းကဒါပါပဲ။နောင်ဘူးတင်ရွာမှာဂျမ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။ဂျမ်ဟာနူးညံ့တင်မွေးတဲ့အမျိုးသမီးတစ်ယောက်ပါ။ဂျမ်ဟာတူတီတော်သမီးဖြစ်ပြီးတစ်ဒါမှမဟုတ်တစ်ဖန်ဆိုတဲ့အကောင်းဆုံးတငယ်ချင်းတစ်ယောက်ရှိပါတယ်။နောက်ပိုင်းမှာဂျမ်ဟာပန်ကလူမီမစ္စတာဆန်နဲ့စီးဆက်ခဲ့ပါတယ်။မိဘနှစ်စုစလုံးကလက်ထပ်ပွဲကိုသဘောတူခဲ့ကြပြီးမိတကယ်တော့မစ္စတာဆန်ဟာတိတ်တဆိတ်ဇနီးတစ်ယောက်ရှိနေပါပြီ
ပြီးတော့သူ့မိဘတွေမသိအောင်မစ္စတာဆန်ကသူတို့ကိုမပြောပြရဲပါဘူး29-28ဆန်ကဂျင်းရဲ့မျက်နှာကိုမြင်တော့သူမအတွက်စိတ်မကောင်းဖြစ်မိတယ်ဂျင်းကစွန့်ကိုမချက်ပြီးမိနာခံတတ်တဲ့ကလေးဖြစ်လို့မိဘတွေရဲ့ဆန္ဒကိုလိုက်ပြီးလို့တယ်တနေ့မှာတီပါဝမ်ကဂျင်းကိုဂျင်းမင်းပါလို့ဒီလောက်အောက်တန်းကျနေတာလေမင်းစိတ်ဆက်ပြီးကလေးကမင်းတိတ်မပြုံးဘူးလို့ပြောကြတယ်လို့မေးတယ်ဂျင်းကငါမသိဘူးတီပါဝမ်ငါစိတ်တက်ကြနေတာပဲလို့ပြန်ဖြေတယ်မစ္စတာဆန်ကဂျင်းနဲ့စိတ်ဆက်ထားတဲ့လျှို့ချက်ကိုမဖုံးကွယ်နိုင်တော့တာကြောင့်သူနဲ့နှက်ဆိုင်နဲ့ဆက်ဆံရည်ရှိတဲ့သူ့ရီစာစာကိုပြောလိုက်တယ်အကိုဆန်မင်းပါပြောနေတာလေမင်းကတခြားမိန်းမနဲ့စိတ်ဆက်ထားတာလားငါပါလို့မလေးမင်းကငါကိုယူထားပြီးအခုမင်းငါကိုထားတော့မှာလားငါကိုဝင်ရှိနေပြီစာမင်းကိုဝင်ရှိနေပြီလားဟုတ်တယ်မင်းကိုဝင်ရှိနေပြီမင်းကငါနဲ့ကလေးကိုထားခဲ့တော့မှာလားမဟုတ်ဘူးငါမင်းနဲ့ကလေးကိုမထားခဲ့ဘူးဒါပေမဲ့ငါမိဘတွေကိုဘလို့ပြောရမယ်ငါတို့ရဲ့အခြေအနေကိုဘလို့ကိုနိုင်တော်မလဲဆိုတာငါမနားလေသေးဘူးဒီကိစ္စကနေလေးဆန်မင်းချင်းကိုတတ်ရမယ်သူ့ကိုတတ်မလားငါမလုံနိုင်ဘူးအိုးရက်ဆက်လုံးလိုက်တယ်မင်းသူ့ကိုမတတ်နိုင်ဘူးလားငါကိုယ်တိုင်တတ်မယ်မင်းမကြခင်လက်ထပ်တော်မယ်မင်းသူ့ကိုတမီချင်းဖြစ်အောင်လုပ်ပြီးငါတို့အိမ်သားကနောင်ပွားဒီရီကမ်းမှာလှည့်စည်းဖို့ဖိရမယ်ပြီးရင်သူ့ကိုတတ်သူ့ရဲ့ခန္ဓာကိုယ်ကရီပေါ်မပေါ်အောင်ကြောက်တော့အတော်များမှကြိုးချရမယ်ပြီးရင်သူ့တယောက်ထဲရှိတဲ့နေ့ကိုတိတ်တိတ်ဆိတ်စောင့်ကြည့်ပြီးသူ့အဖေကိုပြီးကိုဆွဲဆောင်ရမယ်မင်းငါကိုချစ်ရင်မင်းတာကိုလုပ်ရမယ်အချိန်ကြာလာတဲ့အညော်လေးဆန်ကဂျင်းကိုမကြာခဏလာလေးဖို့ကောင်းဖြစ်တယ်ဒါဂျင်းကိုစွန့်နေစကားပြောရတာပို့ပြောနိုင်တာချာဖြစ်စီတယ်တချိန်တည်းမှာပဲသူ့သမီးချင်းတက်ကဂျင်းကိုအနောက်အရှက်မဖြစ်စေချင်လို့ဂျင်းနဲ့ဝေးဝေးနေခဲ့တယ်တနေ့မှာတော့ဂျင်းရဲ့မိဘတွေကမင်္ဂလာပွဲအတွက်အထေလိုမျိုးဖြစ်စီတွေဝေကြမယ်လို့ပြောပါတယ်အထေကမင်္ဂလာပွဲနေ့မှာအသက်ရွယ်ကြီးသူတွေကိုကြောပြုဖို့အသုံးပြုတဲ့အထေပါဂျင်းရဲ့လက်ထပ်ခွန်တောင်းပို့လာတဲ့အချိန်မှာနှစ်ဖက်စလုံးကလူဘယ်နှစ်ယောက်ကိုကြောပြုမလဲပေါ်မှုတည်ပြီးအထေကိုကိုယ်တိုင်ကိုတော်ဝေးမယ်လို့ပြောကြပါတယ်ဂျင်းရဲ့မိဘတွေကအထေဝဲမှာမို့လို့အိမ်ကြီးမှာအိမ်မှာတယောက်သေးရှိနေမယ်ဆိုတာတားကသိပါတယ်တားကဂျင်းကိုသူ့အိမ်သားကရီကန်ထဲမှာလှိစီးပြီးဂျပန်တွေတွားကောက်ထုတ်ဖက်ရမယ်အဲ့ဒီကိုရှောက်သွားရင်တိတ်မကြဘူးလို့ပြောပါတယ်ဂျင်းကတူတူနေပြီးမိတားကအင်ကိုအရင်တော့ခတ်ထားဖို့ပြောပါတယ်32ကို16ကျွန်တော်တို့သူ့မိဘတွေထပ်စောပြီးပြန်ရောက်ခဲ့ပါတယ်အဲ့ဒီရီကန်မှာလှပတဲ့အဖြူနဲ့အနီရောင်ဂျပန်တွေရှိတယ်ဂျင်းကပန်းကလေးကောက်ပြုတ်ကိုကူညီပေးခြင်းလို့ဂျင်းတဘောပို့ရပါတယ်ရီကန်ဆိုင်ရောက်တော့စားကကျွန်တော်တို့ကိုလာလို့ဆက်မင်းစားနဲ့ဆွေးမျိုးတော်ဆိုင်တယ်လို့ပြောပါတယ်ဂျင်းကိုလှိပေါ်တင်ပြီးသူ့အတွက်လှီလော်ပြီးနေလို့ပြောပါတယ်သားတယောက်ထဲရှိတော့ရင်ရှက်ကြားမှမဟုတ်ဘူးလို့ဂျင်းတဘောတူကြပါတယ်စားကတိတ်တိတ်စီပြန်ရင်လာတယ်ရီကန်အလေးကိုရောက်တော့စားကဂျင်းကိုဂျပန်မင်းကိုခိုးပေးပါဦးတွေ့တော့မလို့ပဲလှလိုက်တာလို့ပြောတယ်ဂျင်းကလှိပြီးဂျပန်ကိုဆွဲထုတ်ဖို့လက်လန်းလိုက်တယ်စားကဂျင်းကိုလှော်တက်နေထိတ်မနာရက်တက်ရိုက်လိုက်တယ်ဂျင်းကထားရက်ပြီးမျက်နှာကိုလက်နဲ့ဥဖို့ကြိုးချတယ်31စက်တီသူ့မကသားကိုအကူကြီးတောင်းတယ်ကျောင်းသမားကမရနာရိုက်ရက်နေတယ်တိတ်ရင်နာနဲ့လှုပ်ထားတဲ့လှော်တက်ကအလွန်တကူမကြိုးဘူးဂျင်းကြီးတွေကြောက်ကြသွားတယ်သားကလှိပေါ်ကနေကြီးဒီခုစင်းပြီးဂျင်းကိုဆွဲကိုင်းနေသူ့မတည်သွားပြီဆိုတာတီဟန်တီးအထိရေအောက်မှာထိန်းထားလိုက်တယ်ပြီးတော့ကမ်းပေါ်တက်ပြီးကြောက်တုံးတွေကိုကြိုးချလက်မောင်းခြေတောင်ခန္ဓာကိုလေပြီးမှချီပြီးအလောင်းကိုဖိချလိုက်တယ်ပြီးတော့သားနေဘာမှမဖြစ်ခဲ့တယ်လို့ပဲကိုအိမ်ကိုပြန်သွားချတယ်ညနေခင်းမှာဂျင်းရဲ့မိဘတွေစည်းဝဲပြီးအိမ်ပြန်ရောက်တော့အိမ်ကိုတို့ခတ်ထားပြီးဘာကိုဘာမှမတွေ့ရဘူးအတော်ကိုတို့ခတ်ထားပြီးသားကိုခေါ်ပြီးမိဘာမှပြန်မပြောဘူးသူတို့ဟာအိမ်နောက်ချင်းတယောက်ကိုတို့ခတ်ဖောက်ခုတ်ဖို့အခုကြီးတောင်းရခဲ့ပါတယ်တော့ဝဝင်လေးကြည့်ခဲ့ပါတယ်ဂျင်းရဲ့မိဘတွေကတော့ရဝန်ရဲ့အိမ်ကိုတွားပူလာလို့မိတဲ့အခါတော့ဝဝင်ကသူ့မမြင်တဲ့လူတိုင်းကိုမိပြီးမတွားဘူးလို့ပြန်ပြေးခဲ့ပါတယ်